ဒီလိုဇလန်းမျိုးကမင်းပတ်စံလိုနေတာဆိုတဲ့မေကုန်းနဲ့အဆမပြုတ်ပါဘူးသူကတင်းအလုံများနေတဲ့တနေ့တင်းစီကိုရုတ်တရက်ယုံလာတဲ့ SMS တစ်စောင်နဲ့စတင်လေးရှိပါတယ်ဒီအချက်ကပါတင်းနံပါတ်နဲ့ package တစ်ခုလိပ်စာမရှင်းလင်းလို့ကျွန်တော်တို့ရှိမှရပ်နေပါတယ်ကျေးဇူးပြုပြီးဒီ app ကိုတွင်ဒီလိပ်စာအတည်ပြုပေးပါတင်ကနဲ့တကယ်ပဲ online ကနေပစ္စည်းတစ်ခုမှာထားမိနေတယ်ဒါမှမဟုတ်အရေးကြီးတဲ့စာရွက်စာတမ်းတစ်ခုများလားဆိုတဲ့စိုးရိမ်စိတ်နဲ့သူတို့ပို့လိုက်တဲ့ link ကနေ app ကိုနှိပ်ပြီးတွန်းလိုက်တယ်ဒီ app က Google Play Store ဒါမှမဟုတ် App Store မှာမရှိပါဘူးဒါက APK file လို့ခေါ်တဲ့အပြင်က file တစ်ခုပါတင်တွန်းပြီး app ကိုဖွင့်လိုက်တော့ app က error ပါနေတယ် login ဝင်လို့မရဘူး service is currently unavailable လို့ပဲပေါ်နေတယ်တင်စိတ်တော့ပြီး message ပို့လိုက်တဲ့ DHL support ကတင်ကိုအရန်ကူညီခြင်းနေပါတယ်အော်အဲ့ဒါဖြစ်တတ်ပါတယ်လွဲပါတယ် phone setting တွေက accessibility service ကိုဖွင့်ပေးလိုက်တာနဲ့ app ကအလုပ်လုပ်သွားပါလိမ့်မယ်တင်က accessibility service ဆိုတာဘာမှသိချာမသိပေမဲ့ DHL support ကတင်ကို screenshot တွေတစ်စင်ချင်းပို့ပြီးဘယ်လိုဖွင့်ရမလဲဆိုတာကိုအရန်စိတ်ရှည်လက်ရှည်ရှင်းပြနေတယ်တင်ကလည်း code package အမြန်ရချင်တာနဲ့သူခိုင်းတဲ့အတိုင်းလိုက်လုပ်တယ် setting နဲ့ဝင်တယ်အဲ့ဒီ DHL app နာမည်ကိုရှာတယ်ခွင့်ပြုသည်ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်တယ်ထောင်ချောက်ကပိတ်သွားပါပြီဒီနေရာမှာခဏရပ်ပြီးသုံးသပ်ကြည့်အောင် accessibility service ဆိုတာပါလေဒါလား Google Android ကတကယ်ထည့်ပေးထားတဲ့တရားဝင် feature တစ်ခုပါသူကမျက်စိမမြင်သူတွေလက်မတန်ဆွမ်းသူတွေဖုန်းသုံးရလွယ်ကူအောင်တီထွင်ထားတာပါဥပမာ app ကတင် screen bar ကစာသားတစ်တွေကိုဖတ်ပြနိုင်မယ် app ကတင်ကိုကိုစားနေပေးနိုင်ပါတယ် accessibility service ကိုခွင့်ပြုလိုက်တာဟာတင်ရဲ့မျက်စိ screen ကိုကြည့်ခွင့်နဲ့တင်ရဲ့ LED screen ကိုထိန်းချုပ်ခွင့်ကိုအဲ့ဒီ app လက်ထဲကိုလုံးအပ်လိုက်တာပါပဲတင် allow နေလိုက်တာနဲ့ support ကပြောတယ်ရပါပြီ system ကတင်လိုက်စာကို verify လုပ်နေလို့ဖုန်းကိုမိနစ်30လောက်မသုံးဘဲထားပေးပါလို့တတ်တယ်ဖုန်းကိုမကင်မဲထားပေးဖို့အရေးကြီးပါတယ်လို့သူကထပ်လောင်းအသိပေးတယ်တင်ဖုန်းကိုဘေးချထားတဲ့အဲ့ဒီမိနစ်30ဒါဟာ cyber haze လို့ခေါ်တဲ့ online ခိုးယူမှုစတင်ပါပြီတင်မသိလိုက်တာကစက္ကန့်မှာကတင်ဖုန်း screen ကိုအဝေးကနေတိုက်ရိုက်မြင်နေပြီသူကတင် screen ပေါ်မှာ updating please wait 99% ဆိုတဲ့ screen ခမဲရောင်အသားတစ်ခုကိုဖုံးထားလိုက်ပါရဲ့အဲ့ဒီအမဲရောင် screen ရဲ့နောက်ခွင်မှာသူကတင်ရဲ့ cable တင်ရဲ့ wave တင်ရဲ့ band app တွေကိုတစ်ခုချင်းပြီးတစ်ခုချင်းဖွင့်နေပါတယ်တင်ထင်လိမ့်မယ် password ဒီမှာဖွင့်လို့ရတာမဟုတ်ဘူးလားသူက accessibility service ကြောင့်တင် screen ကိုထိန်းချုပ်နိုင်နေပါပြီသူက forgot password ကိုနှိပ်တယ် reset link SMS ဝင်လာတာကိုသူကမြင်နေရတယ် link ကိုနှိပ်တယ် password အသစ်ပေးတယ်တင်ထပ်သွင်းမိပါလိမ့်မယ်ပတ်စံလွှဲ OTP လို့တွေ့ရလေဟုတ်ကဲ့ပါသူကတင်ပန်တွေကပတ်စံတွေအကုန်လုံးကိုလွှဲဖို့စူးစမ်းနေတယ်ဘန်က OTP ကို SMS ပို့လိုက်တယ်အဲ့ဒီ SMS ကိုသူကတင် screen ပေါ်မှာချက်ချင်းမင်းနေရတယ် message တွေကခဏန်း6လုံးကိုဖတ်တယ်ဘန် app ထဲမှာရိုက်ထည့်တယ် confirm transfer တင်ရဲ့ပတ်စံတွေအကုန်လုံးကိုသူတို့ account ထဲကိုလွှဲထုတ်သွားတယ်တင်လုံးဝမသိလိုက်ခင် second minute တွေအတွင်းမှာပါမိနစ်30ပြီလို့တင်ဖုန်းကိုပြန်ကိုင်းလိုက်တော့ screen အမဲရောင်ကြီးကပျောက်သွားပြီ DHL support ကိုလိပ်စာအဆင်ပြေသလားမမေးခင်ကြည့်လိုက်တော့ user not found လို့ပဲပေါ်နေတယ်တင်ရင် trip ဆိုနဲ့ bank app ကို free ကြည့်လိုက်တယ် balance 0.00 လို့ဒေါ်လာနဲ့ပြနေတယ်ဒါက Trojan horse ဒါက Trojan မင်းညုတ်ဆန်ညောင်းနဲ့ဖြုတ်ကြတယ် app တစ်ခုကိုတွန်းကိုင်းပြီးတင်ရပြဿနာဖြေရှင်းတတ်တဲ့လုံတာနဲ့တင်ရပဒံတိုက်တကားကိုအတွင်းကနေဖွင့်ပေးကိုင်းလိုက်တာပါပဲဒီစုံစမ်းထောက်လှမ်းမှုစညောရှေ့ကိုအဆုံးထိကြည့်စုနားဆင်ခဲ့တဲ့အတွက်အထူးကြီးစီတင်ပါတယ်ဒီတစ်ခါကျွန်တော်တို့တွေ့ခဲ့တာကတင်ရဖုန်းကိုအဝေးကနေထိန်းချုပ်ပြီးတင်ရပတ်စံတွေကိုခိုးယူသွားတဲ့နည်းပညာအခြေခံလိမ့်မှန်မှုပါပဲခင်ဗျားရဲ့ share တစ်ချက်က app အတရနဲ့အနီရကိုမတည်သေးတဲ့လူတစ်ယောက်ကိုကဲတင်နိုင်ပါတယ်ဒီအရေးကြီးတဲ့အကြောင်းအရာကိုကိုမိသားစုတငယ်ချင်းတွေကိုအခုပဲမျှဝေပေးပါနောက်အပိုင်းလေးမှာတော့ပိုပြီးလူတန်းစားမရွေးကြုံနေရတဲ့မတရားငွေချီ app တွေကတင်းရဲ့ဖုန်း contact တွေဓာတ်ပုံတွေကိုဘလို့ခိုးယူသွားပြီးတင်းရဲ့ဂုံတိတ်ခါကိုအသုံးချချိန်ချောင်းငွေမျက်နှာစင်စကြံရုံးကိုဆက်လက်ဖွင့်ကြသွားပါမယ်